ဒီ25နှစ်တာကာလတစ်လျှောက်လုံးမှာကရန်လူငယ်များဟာရိုးရာညီညွတ်မှုများကိုထိန်းသိမ်းရင်းပညာရေးကျန်းမာရေးနိုင်ငံရေးနဲ့စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတွေမှာကြခဲပူပေါင်းပါဝင်ခဲ့ကြတဲ့လူငယ်များဖြစ်ပါတယ်။ကရန်လူငယ်တစ်မျိုးသားလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက်အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့ကြတဲ့အဖွဲ့တွေဖြစ်သလိုစင်ခေါ်မှုပေါင်းများစွာကြုံတွေ့ကြရပေမဲ့မရေးမရိုင်ပဲရှေ့ဆက်လျှောက်လန်းခဲ့ကြတဲ့ကရန်လူငယ်များရဲ့စိတ်ဓာတ်ကိုအထူးပင်ဂုဏ်ယူမိပါတယ်ကျွန်တော်တို့တွေအားလုံးကပေါ့နော်ကရန်လူမျိုးတွေဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့ချင်းကရိုက်ပေးကူညီကြမယ်နော်ဒီဘာလဲအခွင့်အလမ်းတွေကိုမျှဝေကြမယ်တယောက်ရဲ့အခက်အခဲကိုတယောက်ကဝိုင်းကူကြမယ်ဆိုရင်တော့ကျွန်တော်တို့ကပိုတိုးတက်မြန်တဲ့လူမျိုးစုလူတစ်ခုစုပေါ့နော်ဒေတာတွေတစ်ခုဖြစ်လာလိမ့်မယ်ဖြစ်တဲ့အတွက်ပေါ့နော်ကိုယ့်ရဲ့ကရန်မျိုးသားရေးအတွက်ကိုလည်းအဆက်မပြတ်အားပေးကူညီကြဖို့ကျွန်တော်တို့တိုက်တွန်းလိုတယ်ကျွန်တော်တို့တွေကအမျိုးသားရေးတောင်ထမ်းဆောင်ရင်းနဲ့ပဲတစ်ဆက်တည်းမှာကျွန်တော်တို့စီအာဏာရှင်စနစ်ကိုကျွန်တော်တို့တွန်းလှန်နေတဲ့နေရာစုတွေဖြစ်တဲ့လူငယ်တွေဖြစ်ကြတယ်ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့ပေးဆပ်မှုတွေအလဟတ်တမဖြစ်ပဲနဲ့ကျွန်တော်တို့ရဲ့ပေးဆပ်မှုတွေကနေတစ်ဆင့်ကျွန်တော်တို့အမျိုးသားရေးကိုစစ်မှန်တဲ့ Federal ပြည်တော်စုစနစ်တစ်ခုထဲမှာပြန်ပြီးတော့ခံစားနိုင်တဲ့အခွင့်အလမ်းတွေအခွင့်အရေးတွေရယူနိုင်တဲ့လူမျိုးစုတစ်ခုဖြစ်ကျွန်တော်တို့တွားနိုင်ဖို့အတွက်ကျွန်တော်တို့လူငယ်တွေဆက်ပြီးရှိတဲ့ရအောင်မယ်လို့တော့ကျွန်တော်မြင်ပါတယ်ဒီလက်ရှိနိုင်ငံရေးအကြက်တဲ့ကာလမှာကရန်လူငယ်တွေအနေနဲ့မိမိလူမျိုးအတွက်မိမိဒေသအတွက်အပြင် Federal Democracy စနစ်ပေါ်ထွန်းရေးအတွက် Federal Democracy ရရှိဖို့အတွက်ဒီရွက်ချက်တူတဲ့လူမျိုးစုတွေနဲ့သူရွက်ချက်တူတဲ့အခြားညီနောင်တိုင်းရင်းသားတွေနဲ့သူတော်လှန်ကြတာတွန်းလှန်ကြတာဒီပါဝင်ကြတာဆောင်ရွက်ကြတဲ့အပေါ်မှာ SYCB အနေနဲ့အမြဲတမ်းလေးနဲ့ထားဂုဏ်ယူရပါတယ်ကျွန်တော်ပို့လူငယ်နဲ့ကရန်လူငယ်ကြားထဲမှာကျွန်တော်တို့အရေးကြီးတဲ့အကြောင်းအရာလေးတစ်ခုတော့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တို့တိုင်းသားလူမျိုးချင်းကြားထဲမှာပြောမယ်ဆိုရင်ညီညွတ်ရေးဆိုတာတော်တော်လေးအရေးကြီးခဲ့ပါတယ်တိုင်းသားလူမျိုးချင်းကြားထဲမှာလည်းညီညွတ်နဲ့ရက်တီလာခဲ့ကြတယ်လက်တပူပေါင်းလာခဲ့ကြတယ်လည်းကြားခဲ့ပါပြီသို့တော့မနာလိုတဲ့ဟာလားအာဏာတိဆောက်လို့တဲ့အင်အားစုတွေကလူမျိုးရေးအသုံးချတယ်ဘာသာရေးအသုံးချတယ်နေပြည်ဆိုတဲ့ခေါင်းစဉ်မျိုးနဲ့အသုံးချပြီးတော့မှပဲလူမျိုးကြားထဲမှာဘာသာရေးတွေကြားထဲမှာနေပြည်အကြောင်းအရာတွေကြားထဲမှာပြိပခဖြစ်အောင်မျိုးပုံပေါ်ပြီးဖန်တီးနေတယ်ကိုလည်းကျွန်တော်သတိထားမိပါတယ်ဒါကိုကျွန်တော်ပိုးလူငယ်ရောကရန်လူငယ်ကြားထဲမှာဆင်ခြင်သတိထားပြီးတော့မှပဲဒီအခြေအနေရဲ့အဓိကအစမြစ်ကကျွန်တော်အချင်းချင်းမတည့်လို့မဟုတ်ဘူးဆိုတာကိုလည်းကျွန်တော်မိမောင်ထုတ်ရဖို့လိုတယ်ပြဿနာရဲ့ဇစ်မြစ်ဖြစ်တဲ့ဒီအာဏာရှင်စနစ်ကဒီကျွန်တော်လူမျိုးရေမိုင်းတိုက်တဲ့ကိစ္စတွေဗာတဲ့မိုင်းတိုက်တဲ့ကိစ္စတွေကိုကျွန်တော်တည်ထားပြီးတော့မှကျွန်တော်ချင်းချင်းမှာတွေးစည်းညွှန်မှုကိုတော့ပြဖို့လိုအပ်ပါတယ်ဒီလက်ရှိအချိန်မှာဒီကရန်ဒေသသို့မဟုတ်ဒီကရင်နီပြည်ပေါ့ဗျဒီတကြောလုံးမှာဒီလူမျိုးကိုအခြေခံရေးတော်၎င်းနေမြေဒေသကိုအခြေခံရေးတော်၎င်းခေါင်းဆောင်တွေအများကြီးပေါ်ထွက်လာတာကဒီကရန်လူငယ်များနေ့ရဲ့ဒီအသီးပွင့်တွေအဖြစ်ကျွန်တော်တို့တွေ့ရတယ်ပေါ့လက်ရှိဒီ2021အာဏာသိမ်းပြီးနောက်မှာလဲပေါ်ထွက်လာတဲ့ခေါင်းဆောင်တွေဆိုတာကလူငယ်အဝန်းဝိုင်းထိကလူငယ်တွေပဲဖြစ်ကြတယ်ပေါ့နော်ဒါတွေကဒီကျွန်တော်တို့ရှုမြင်ရတဲ့ဒါအသီးပွင့်တွေအဖြစ်မြင်ရတယ်ပေါ့ဆိုတော့ဒီဟာတွေကဒီအနာဂတ်မျိုးဆက်တွေအဖြစ်အတွက်လဲသင်ခန်းစာကောင်းတွေဖြစ်တယ်ပေါ့နော်ဆိုတော့ပြောချင်တာကလူငယ်တွေအတွက်ကျွန်တော်တို့နေရာတွေရှိနေတယ်အဲ့ဒီနေရာတွေအတွက်လည်းကျွန်တော်တို့စူးစမ်းဖို့လိုတယ်သင်ယူဖို့လိုတယ်လေ့လာဖို့လိုတယ်ပြီးတော့အဲ့ဒီဟာတွေနဲ့အတူကိုယ်မှာရှိတဲ့အရင်းမြစ်တွေနဲ့အကောင့်တွေပေါ်ပြီးတော့ကျွန်တော်တို့လူငယ်တွေရတင်ရထိုက်တဲ့နေရာတွေအခွင့်အလမ်းတွေကိုတောင်းဖို့အတွက်ဒီကောင်းမွန်တဲ့ဒီစံနမူနာသင်ခန်းစာတွေအဖြစ်ကျွန်တော်တို့တွေ့မြင်ရတယ်ပေါ့25နှစ်တာကာလမှာကရန်လူငယ်များအနေနဲ့ပူတန်မာတဲ့မျိုးဆက်တစ်ခုဖြစ်လာဖို့ကရန်ရိုးရာအမွေအနှစ်များကိုထာဝရထိန်းသိမ်းရေးခေတ်မီပညာနည်းပညာနှင့် Federal Democracy စနစ်ကိုတည်ထောင်ရမှာအဓိကပါဝင်မဲ့အင်အားစုတစ်ခုဖြစ်လာဖို့အတွက်ကျွန်တော်ယုံကြည်ပါတယ်အထူးသဖြင့်ဒီလိုနေသူမြင့်မြတ်မှာကရန်လူငယ်မောင်နှမများအားလုံးကျမ်းမာချမ်းသာစွာဖြင့်ပညာရေးအောင်မြင်မှုများဘဝရည်မှန်းချက်အောင်မြင်မှုများနဲ့ကရန်တစ်မျိုးသားလုံးရဲ့ဂုဏ်ယူစရာမျိုးဆက်တွေဖြစ်လာပါစေလို့ဆုမွန်ကောင်းတောင်းမေတ္တာပို့သလိုက်ပါတယ်ကရန်လူမျိုးများထာဝရရှင်သန်ပါစေကျေးဇူးတင်ပါတယ်ဒီကရန်တယောက်ဖြစ်ရတဲ့အတွက်ပေါ့နော်ဒီဒေတာမှာမွေးရတဲ့အတွက်ပေါ့နော်ကျွန်တော်တို့မှာပေါ့နော်ဆက်အငယ်ဆရာဖြစ်ပေမဲ့
ဂုဏ်ယူစရာလည်းဖြစ်ပြန်တယ်ပေါ့နော်ပြီးရင်တော့ဒီနေရာကနေပြီးမှကျွန်တော်တို့တွေကဖောက်ထွက်လာပြီးမှတနေ့ချင်းကြိုင်စီလုံးညီညွတ်တဲ့ကရန်လူမျိုးစုတစ်ခုဖြစ်လာပဲတိုးတက်လာတဲ့လူငယ်တွေတိုးတက်တဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်လာတဲ့အခြေအနေမျိုးကိုကျွန်တော်တို့ဒီနေ့မျိုးဆက်တဲ့လူငယ်တွေကတိဆောက်နေကြတယ်တိဆောက်သွားနိုင်လိမ့်မယ်တိဆောက်ပြီးမှအောင်မြင်လိမ့်မယ်လို့ကျွန်တော်လည်းယုံကြည်တဲ့အတွက်ပေါ့နော်ဒါကိုလည်းအဆက်မပြတ်သွားဖို့လိုတယ်ဆိုတော့ဒီနေရာတွေမှာသွားတဲ့ချိန်မျိုးမှာပေါ့နော်ပတ်ဝန်းကျင်ပြောတဲ့ဟာတွေကိုနားထောင်ရင်းနဲ့ပေါ့နော်တတိထားနဲ့တုတ်ပြန်ပေးဖို့ကျွန်တော်လည်းတိုက်တွန်းလိုတယ်ကျွန်တော်ကကရန်မျိုးဆက်တဲ့လူငယ်မှာလုပ်ခဲ့ဖူးတယ်နော်ကရန်မျိုးသားပါတီမှာလည်းရပ်တည်ခဲ့ဖူးတဲ့အတွက်ပေါ့နော်ကရန်အရေးအတွက်ကိုတော့နော်ကျွန်တော်တို့နားလည်ပြီးမှပေါ့နော်ဖြတ်တန်းခဲ့တဲ့အားတွေအားလုံးထဲမှာပေါ့နော်ဒါကျွန်တော်တောင်းဆိုတဲ့ဟာဒီနေ့ဒီချိန်ဒီမှန်ကန်တဲ့အားတွေကဒါပဲဖြစ်တယ်မတ်လ10ရက်နေ့မှာကြာရောက်တဲ့ကရန်လူငယ်များနေ့ကိုဒေတာတီတီမှာရှိတဲ့စုံလူငယ်တွေကနေဦးဆောင်ပြီးကျင်းပရတယ်လို့ကြားရတဲ့အတွက်အတိုင်းတီဝန်တာမိပါတယ်အတွက်လည်းလူငယ်တွေကိုဂုဏ်ယူပါတယ်လို့ပြောလိုပါတယ်ပြီးတော့ကရန်လူငယ်လို့ပြောရင်ကျွန်တော်တို့ကတမိုင်းစင်လာရအမျိုးသားရေးတာဝန်နဲ့နိုင်ငံရဲ့ခန့်ကဏ္ဍတွေမှာနိုင်ရာဝန်ကြာရာဝန်တွေကိုထမ်းဆောင်နေတဲ့လူတွေအများစုတစ်ခုဖြစ်တယ်လို့တော့ကျွန်တော်ကတော့အဲ့လိုမြင်ပါတယ်ဆိုတော့လက်ရှိကရန်ပြည်သူလူထုတရက်လုံးကရန်လူငယ်တရက်လုံးနိုင်ငံတွင်းမှာမြင့်တင်နေထိုင်ကြတဲ့ကျမတို့ပြည်သူလူထုတရက်လုံးရင်ဆိုင်နေရတဲ့လူခွင့်ရေးချိုးဖောက်မှုကိစ္စရပ်တွေတဘောတရားစာရာထုတ်ယူတဲ့ကိစ္စရပ်တွေတဘောပတ်ဝန်းကျင်ထိခိုက်တဲ့ကိစ္စရပ်တွေကိုမျက်ခြေမပြတ်စောင့်ကြည့်သွားဖို့နဲ့တစ်ဖက်မှာလည်းကျွန်တော်တို့နိုင်ငံရေးအရာတန်းတူရေးကိစ္စရပ်တွေအမျိုးသားတန်းတူကိစ္စရပ်တွေတစ်ဖက်မှာဒီလူငယ်ရဲ့အခန်းကဏ္ဍမြင့်တင်ရေးကိစ္စရပ်တွေကိုတော့ဒီဇိုင်းမှန်ဆောင်ရွက်သွားကြရမှာဖြစ်တယ်။တိုက်သွားလို့ပါတယ်။ဆောင်ရွက်နိုင်လိမ့်မယ်လို့လည်းယုံကြည်တယ်ပေါ့နော်။အခုမီဒီယာတွေပေါ်မှာလည်းခုနကဝါဒဖြန့်ချိတဲ့အကြောင်းအရာတွေအများကြီးကြုံတွေ့နေရတယ်။ကရန်နဲ့ပို့ကြတယ်မှာဆိုတော့ဒါမဖြစ်တဲ့ကိစ္စတစ်ခုဖြစ်တယ်။ဒါကိုကျွန်တော်တို့ညီညွတ်နဲ့ပြန်ပြီးတုတ်ပြန်ဖို့တော့လိုအပ်ပါတယ်။ဆိုတော့ဒီအချိန်ဒီမှာကျွန်တော်တို့လူငယ်တွေကနေမှတဆင့်ဒါလူထုတွေကြားထဲမှာလည်းစိတ်ဝင်သွားအောင်ပို့ပြီးတော့လည်းခိုင်မြဲတဲ့ညီညွတ်ရေးကိုတည်ဆောက်နိုင်အောင်ညီညွတ်ရေးမှတဆင့်ခုနကျွန်တော်သွားနေတဲ့ဒီ Federal Democracy စနစ်တည်ဆောက်ရေးအတွက်မှာလည်းကျွန်တော်တို့ကရန်လူငယ်နဲ့ပို့လူငယ်ကြားထဲမှာချင်းချိတ်ဆက်မှုတွေနားလည်မှုတွေယုံကြည်မှုတွေအများကြီးတည်ဆောက်ဖို့လိုအပ်ပါတယ်လို့ကျွန်တော်လည်းပြောလိုပါတယ်။အဲ့တော့ဒီကောင်းချုပ်အဖြစ်ပေါ့ဒီကရန်လူငယ်များနေ့မှာပို့လူငယ်တွေနဲ့အတူတူကျွန်တော်တို့ပုံမူထိရောက်တဲ့ပုံမူပြီးတော့မှပဲအာမခံချက်ရှိတဲ့ဒီနိုင်ငံရေးအတွက်ပြင်ဆင်မဲ့အကြောင်းအရာတွေလူငယ်တွေမှာနိုင်ငံရေးမပါဝင်နိုင်ဖို့ကိစ္စရပ်တွေပြီးတော့မှတော်လိုင်းရေးမှာပူပေါင်းပြီးတော့မှဆောင်ရွက်နိုင်မဲ့ကိစ္စရပ်တွေဒါတွေကိုလည်းထိထိရောက်ဆွေးနွေးဆောင်ရွက်သွားကြဖို့လည်းကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်အဲ့တော့ကျွန်တော်ပို့လူငယ်စီးရုံနေနဲ့တော့ဒီနေ့ကရန်လူငယ်များနေ့မှာဒါကျွန်တော်တို့အနေနဲ့ကတော့ဒါဂုဏ်ယူတယ်ပြီးတော့မှပဲဒီကရန်လူငယ်များနေ့မှာတဆင့်လူမျိုးမှုမရှိသေးတဲ့ကရန်လူထုတွေကရန်လူငယ်တွေကရန်မျိုးသားတွေကိုလည်းကရန်လူငယ်တွေမှာတဆင့်ဆက်လက်ပြီးတော့မှပဲအမျိုးသားလူမျိုးရေးအတွက်အမျိုးသားတန်းရေးသူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက်ဆက်လက်တိုက်ပွဲဝင်ကြနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ကရန်လူငယ်များနေ့ကိုလေးစားဂုဏ်ပြုအပ်ပါတယ်ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့လူငယ်တွေအနေနဲ့ပေါ့နော်မကြောက်တရားမွေးဖို့လိုပါတယ်မကြောက်တရားဆိုတာကတော့ကျွန်တော်တို့ဒီလူအဖွဲ့အစည်းအတွက်အကျိုးပြုမဲ့အလုပ်တွေအတွက်လူအဖွဲ့အစည်းအတွက်ဓမ္မတိဋ္ဌံကြတဲ့အမှန်တရားတွေအတွက်ကျွန်တော်တို့မကြောက်ဖို့လိုပါတယ်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့လူအဖွဲ့အစည်းကိုအန်ဒီအေပြုတဲ့လူတွေကိုဆန့်ကျင်ရမှာဝေဖန်ရမှာကန့်ကွက်ရမှာလေကျွန်တော်တို့မကြောက်တရားကိုကျွန်တော်တို့မွေးဖို့လိုပါတယ်